လာပါဝလေးရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါဒီနေ့မှာဆိုလို့ရှိရင်တော့ဝလေးကဝလေးတငယ်ချင်းနဲ့တူတူပေါ့နော်ဆမ်နစ်ဘတ်ပြူဟိုတယ်မှာမနေ့စာတော့စားပြီးတော့ရှေ့သွားကူတဲ့ဗီဒီယိုလေးကို vlog လေးကိုပေါ့နော် share လုပ်ပေးသွားမှာဖြစ်ပါတယ်ဝလေးရဲ့ YouTube channel မှာဒီဗီဒီယိုလေးကိုဝလေး short ထဲမှာတင်ပေးထားသေးရပေါ့နော်အဲ့ဒါလေးကကြတော့အချင်းချင်းဒီ summer vlog ပုံစံမျိုးလေးတင်ပေးထားတာပေါ့ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဝလေးတို့ဘာကြီးစားခဲ့တယ်ဘာကြီးလုပ်ခဲ့တယ်ဆိုတာကိုအသေးစိတ် share လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့အစိမ့်ဝင်စားရဆိုလို့ရှိရင်အဆုံးထိကြည့်ပေးကြပါအောင်ရှင်မလေးတို့သွားခဲ့တဲ့ package လေးကကြတော့ဒီမနက်စာဘူဖေးရဲ့ပြီးတော့ဒီတနေ့ကုန်ပေါ့နော်ရှေ့အဝကူးလို့ရှာတဲ့ package လေးပေါ့နော်အဲ့ဒါကိုမှ2000ခွဲချက်ပါဒါကတော့ဝလေးစားခဲ့တဲ့ breakfast မှာသူကဟင်းမဲ့တွေအများကြီးရှိတယ်ဒါပေမဲ့ဝလေးကတော့ဝလေးစားချင်တာလေးယူထားတာပေါ့နော်ဒါလေးကကြတော့ဒီရေကူးဖို့ coupon ပေါ့နော်မနက်စာစားပြီးဆိုလို့ရှိရင် reception မှာဒီလို coupon လေးသွားပြီးတော့ထုတ်ရပါတယ်booking တင်ထားတဲ့လူရဲ့နာမည်နဲ့ပေါ့နော်အဲ့ဒါမှဝလေးတို့ရေကူးလို့ရတယ်ရေကူးကန်သွားမယ်ဆိုလို့ရှိရင်လည်းဒီရေကူးကန်မှာ share reception မှာဒီ coupon လေးတစ်ခုကိုပြပြီးတော့မှဝလေးတို့ရေကူးလို့ရပါတယ်နတ်ဆာစားတဲ့အချိန်ကတော့လူတွေနဲ့များရပေါ့နော်လူတအားရှုပ်တာရတော့လည်းမဟုတ်ပါဘူးဒါပေမဲ့လည်းရေကူးတဲ့အချိန်မှာဆိုလို့ရှိရင်သူ့ကိုဖွင့်နေသူကွဲသွားတဲ့အခါကျတော့ရေကူးရတာလည်းလူကရှင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကတော့တော်တော်အဆင်ပြေပါတယ်ရှေ့ကူကလေးကတော့3လမှရှိပါတယ်ဒါလေးကထွက်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီလိုမျိုးပကြီးကားလေးတွေထိုင်ကုန်လေးရှိတဲ့အတွက်ကြောင့်မလို့ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ရှိရင်လည်းရပါတယ်ရှေ့ကူကရဲ့ reception ကိုရရင်တော့ခုနပြထားတဲ့ကိုပွန်လေးနဲ့ရှေ့တုတ်တစ်ပတ်တယောက်တစ်ထည့်စီတောင်းလို့ရပါတယ်ဓာတ်ပုံရိုက်နေတော့မိပြတ်သွားပါရဲ့ရှင်ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစိတ်တိုင်းကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင် bye